မြိုင်ထဲမှာလမ်းလာပြီးရက်ွက်တက်တဲ့မြေခွက်လေးကိုလူကြီးမင်းတို့ပိုင်ဆိုင်ရှင်နေဆိုလို့ရှိရင်เนาะအဲ့မြေခွက်လေးကိုအခုရောင်းချပေးသွားမှာဖြစ်ပါရဲ့ရှင်ရောင်းချပေးမယ့်မြေခွက်ရဲ့တည်နေရာလေးကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်63လမ်းမကြီးရဲ့ကျောကတ်38လမ်းနဲ့38လမ်းကြားမှာရှိတဲ့ပေ30 40မြေခွက်လေးပဲဖြစ်ပါရဲ့ရှင်မြေခွက်လေးရဲ့အလှည့်လေးကတော့နောက်ဘက်လှည့်လေးဖြစ်ပြီးတော့ပိုင်ဆိုင်မှုအနေနဲ့ကတော့ဂရန်မြေမျိုးစားလေးပဲဖြစ်ပါရဲ့ရှင်ရောင်းချပေးမယ့်အယောင်စင်းလုံးလေးကတော့ကျက်သိန်း2000ခေါ်ဆိုထားပါရဲ့ရှင်အဲ့မြေခွက်လေးကိုစိတ်ဝင်စားရဲဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ဖိုးလာမြေရုံးမှတ်တရဲ့လိပ်စာဖြစ်တဲ့33လမ်း86လမ်းနဲ့89လမ်းကြားတို့လည်းလူကိုယ်တိုင်လာရောက်စုံစမ်းနိုင်သလိုဖိုးလာမြေဖြစ်တဲ့39939339နဲ့39939339တို့လည်းဆက်သွယ်မင်းမြန်စုံစမ်းနိုင်ပါရဲ့ရှင်အင်ရှင်မြနဲ့ပတ်သက်လို့အယောင်9 post များကိုနေ့စဉ်ယခုကောက်လေးမှာတင်ပြသမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လုပ်ဖို့မမေ့နဲ့နော်ရိုးသားပွင့်လင်းဖူလာမင်းမှာအင်ရှင်မြမှာဆိုယုံကြည်စိတ်ချဖူလာမင်းအောင်သာဆက်သွယ်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်